ခက်နဲ့ရောက်လာတဲ့ဒီ flower nose Banigara mini set လေးကိုအပေါင်းစင်းလုပ်ပြပါမယ်အလုံးဝမဖောက်ရသေးဘူးပေါ့နော်ဒီမှာရပါပြီဒီမှာဖွင့်ပြမယ်နော် flower nose ကလိုချင်လို့တောင်မှားလိုက်ရတာဒီ set ကိုကအဲ့လောက်ကြီးတော့မကြိုက်ဘူးဒီမှာကသူက puff လေးပါမယ်ပေါ့နော်ဒီမှာ clip လေးပါမယ်ဒီ clip လေးတက်ပြလိုက်အောင်မယ်နော်အော်သူကအမွှေးနဲ့လုပ်ထားတာပဲဒီကတော့ဒီမှန်လိုချင်လို့ပေါ့နော်ဒါမှန်လေးပေါ့နော်တကယ်တမ်းကလေပန်းအောင် mini set ဆိုလို့ပန်းအောင်တွေအကုန်မှာလိုက်တာသူတို့က website က random ထည့်ပေးလိုက်တာထင်တယ်ဒီဟာအပြာရောင်ကြီးဖြစ်နေတာဒါပေမဲ့လှတာတော့အကုန်လှပါတယ်ဒါဒီမှာအမှပါတာကတော့ဒီ eyeshadow ရယ်ဒီပါးနီရယ်နောက်ပြီးတော့ဒီနှာခမ်းနီရယ်ပေါ့နော်သူတို့တွေကအရောင်မတူတကယ်တမ်းကသူတို့ပြထားတော့ပန်းအောင်အကုန်လုံးဆိုပြီးတော့ပြောတာဒါပေမဲ့ဒီဟာ lipstick ကဒီခင်းအောင် series ရပါလာတယ်မှန်အပြာအောင်တွေကပါလာတယ်ပေါ့နော်ပါးနီအရင်ဖောက်ကြည့်မယ်ပါးနီကအရောင်အရန်ရဲမှာစိုးနေတာတကယ်တမ်းကအရင်တောက်တာမကြိုက်ရင်နံပါတ်1ဒါမှမဟုတ်နံပါတ်2ကိုရွှင်ပို့အဆင်ပြေလိမ့်မယ်ဒါကတော့နံပါတ်3ပေါ့နော်နံပါတ်3ကအရင်မတောက်ပေမဲ့ခူးတုံး address ဆိုရင်နည်းနည်းတောက်မလားမသိဘူးကြည့်ကြည့်ရပါတော့ဒီမှာတော့ရေးထားရပေါ့နော်03တဲ့တကယ်ကမှန်တဲ့နှာခမ်းတွေကအပြာအောင်နဲ့ခင်းအောင်ရမယ်ဆိုရင်လေဒီ blush နဲ့ eyeshadow တခြားအပြာနဲ့ခင်း series ကမှားစေချင်တာပေါ့နော်သူမှန်တဲ့နှာခမ်းတွေပဲမှားပါလာပြီးတော့ဒီ eyeshadow နဲ့ပန်းတွေကတော့ပန်းအောင်ကပါလာတယ်မချစ်စရာလေး flower nose ကတော့သူ့ packaging ကတော်တော်လေးလှပါတယ်အရောင်လေးကြည့်ကြည့်မယ်နော် online မှာပဲမြင်မှုသေးတာသူ့တကယ်အရောင်ကိုသေချာမကြည့်ရသေးမစိုးတော့မစိုးဘူးအရောင်ကဒီမှာကြည့်တော်တော်လေးလှနော်ဒီကင်မရာထဲမှာတော့နည်းနည်းတောက်နေသလိုပဲအပြင်မှာကမစိုးဘူးသူအရောင်လေးကခူးတုံးဘက်တော့နည်းနည်းသွားတယ်အစိုးဒီအရောင်လေးကပါးနေကိုအရန်ရဲမှာကြောက်နေတာဒီအရောင်ကတော်တော်လေးမစိုးဘူးဖောက်ရင်ကောင်းမလားမဖောက်ရင်ကောင်းမလားမသိဘူးဒီလိုမျိုးအကုန်အရောင်စင်တူမပါမှန်းသိရင်ကိုကြိုက်တဲ့အရောင်လေးကပဲတက်တက်ဝင်လိုက်တယ်ပေါ့နော်ဒီအရောင်လေးကြည့်ကြည့်မယ်နော်ပန်းရောင် eyeshadow နဲ့လိုက်တဲ့လူတော့အရန်ကြိုက်လိမ့်မယ်ထင်တယ်အခုနောက်ပိုင်းကတော့ဒီ peach color အမှိန်လေးတွေသုံးတာများတယ်ဒါပေမဲ့မစိုးတော့မစိုးပါဘူးဗီဒီယိုတွေထဲမှာလို့အရန်ကြီးတော့မတောက်ဘူးပေါ့နော်ဒီနေရာကိုတော့ swatch လုပ်ကြည့်လိုက်မယ်ဒါလေးရယ် glitter အရောင်ကတော့ဒီထဲမှာတိတ်မထွက်ဘူးဒီအရောင်ကတော့အရန်တောက်တယ်ဒါကတော့ဘယ်မှာသုံးအောင်မလဲမသိဘူးအကျန်တဲ့အရောင်တွေကတော့နေတိုင်းသုံးဖြစ်မယ်ထင်ပါတယ်နှာခမ်းနီက05တဲ့ဒါကတော့05ပေါ့နော်သူရဲ့နည်းနည်းတော့တောက်တယ်ဒါပေမဲ့ပပလေးဆိုရင်တော့မစိုးပါဘူးအရန်တောက်တယ်လည်းတော့မပါဘူး flower nose ရဲ့ဒီ set ကိုပဲဖြစ်တာလေဒီစွမ်းဘက်လက်ထဲက eyeshadow ကိုမြင်ပြီးတော့အရန်ကြိုက်သွားလို့ပဲဖြစ်တာပေါ့နော်ဒါပေမဲ့ဒီစွမ်းဘက်လောက်တော့မကြိုက်ဘူး blush ကလည်းသူ့ရဲ့ shell jewel ရလားမသိဘူးအဲ့ဒီ blush လေးတွေကိုကြိုက်တာဟိုနောက်ဆုံး series ဆိုတော့သူ့ရဲ့နည်းပညာများမြင့်မလားလို့ဝယ်လိုက်တာပေါ့နော်အရန်ကြီးတော့ထူးခြားတာမျိုးတော့မရှိဘူးဘာဖြစ်လို့လဲဆိုတော့ဒီလိုဆက်လိုက်ဝယ်လိုက်လို့ရှိရင်ကိုမကြိုက်တဲ့အရာတို့ဒီ item တို့ပါလာတတ်တယ်အဲ့ဒီခါကျရင်ကိုကသဘောမကျတာတို့ကိုနဲ့မလိုက်တာတို့ဖြစ်နေမှာပေါ့နော်အဲ့တော့ဒီ flower nose ကိုကအမှန်တကယ်ကိုလိုချင်တဲ့ပစ္စည်းကိုပဲတစ်ခုချင်းစီကိုစုဆောင်ခြင်းနဲ့ဆိုရင်တော့ဒီ sign တွေမှာတင်ထားတဲ့ပစ္စည်းတစ်ခုချင်းစီကိုပဲရွေးဝယ်တာပိုကောင်းပါတယ်လို့အကြံပေးချင်ပါတယ်